မင်္ဂလာပါကျွန်တော်တို့နေ့စဉ်ဖုန်းတွေကွန်ပျူတာတွေသုံးနေကြတာဟာအိမ်တကားကြီးကိုဖွင့်ထားပြီးအိတ်နေတယ်လို့မျိုးဖြစ်နေပြီလားအခုခေတ်မှာခိုးယူခံရတာဟာအိမ်ထဲပစ္စည်းတွေမဟုတ်ဘဲကိုယ့်ရဲ့ချက်လက်တွေဗန်ထဲကငွေတွေအထိဖြစ်လာပါပြီဒီနေ့ဗီဒီယိုမှာတော့အင်တာနက်သုံးနေတဲ့သူတိုင်းမဖြစ်မနေသိထားရမယ်အင်တာနက် security အခြေခံဘုဒ္ဓ5ချက်ကိုပြပေးသွားမှာပါပထမဆုံးအနေနဲ့ password အကြောင်းပြောချင်ပါတယ်။လူများစုက password တစ်ခုတည်းကိုပဲအားကိုးကြတယ်။ဒါပေမဲ့ hacker တွေက password ကိုခန့်မှန်းဖို့ဒါမှမဟုတ်ခိုးယူဖို့အလွန်လွယ်ကူနေပါပြီ။ဒါကြောင့် 2FA Two Factor Authentication ကိုသုံးပါ။သင်အိမ်တကားမှာတော့နှစ်ထပ်ခတ်ထားတယ်လို့ပါပဲ။ password သိသွားရင်တော့ကိုယ်ဖုန်းစီကိုကုတ်ထပ်တက်လာမှဝင်လို့ရမှာပါ။ Facebook နဲ့ Gmail တွေမှာဒါကိုအခုပဲတော့ဖွင့်ထားပါဒုတိယအချက်ကတော့ phishing လို့ခေါ်တဲ့ငားများတဲ့နည်းလမ်းပါဥပမာသင်အကောင့်ပိတ်ခံရတော့မယ်ဒီ link ကိုနှိပ်ပြီး login ဝင်ပါဆိုတဲ့ message မျိုးတွေပါအဲ့ဒီ link ကိုနှိပ်ပြီး password ရိုက်လိုက်တာနဲ့ကိုယ့်အကောင့်ကိုသူတို့လက်ထဲထိုးပေးလိုက်တယ်လို့ပါပဲမှတ်သားထားရမှာကဘယ်ကုမ္ပဏီဘယ်ဘဏ်ကမှသင်ရဲ့ password ကို link ကနေတဆင့်တောင်းမှာမဟုတ်ပါဘူး။ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကိုရီးကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကိုနောက်ဗီဒီယိုတွေမှာပြောပြပေးပါမယ်။တတိယအချက်ကတော့အပြင်မှာ free ရတဲ့ Wi-Fi တွေပါ။လက်ဖက်ရည်ဆိုင်ဒါမှမဟုတ် shopping mall တွေက password မပါတဲ့ free Wi-Fi တွေဟာအန္တရာယ်များပါတယ်။hacker တွေကအဲ့ဒီ Wi-Fi ကြားကနေကိုဘာတွေကြည့်နေလဲဘာ password တွေရိုက်နေလဲဆိုတာကိုကြားဖြတ်ကြည့်ရှုလို့ရပါတယ်အရေးကြီးတဲ့ငွေလွှဲတာမျိုး banking လုပ်မယ်ဆိုရင်ကိုဖုန်းရဲ့ mobile data ကိုပဲသုံးပါဒါမှမဟုတ် VPN တစ်ခုခုကိုခံသုံးပါစတုထအချက်ကတော့ website လိပ်စာဘားကတော့လောက်ပုံလေးပါ website တစ်ခုရဲ့ရှေ့မှာhttps ဆိုတာပါရပါမယ် S ဆိုတာ security လုံခြုံမှုကိုဆိုလိုတာပါတော့လောက်ပုံမပါတဲ့ website တွေမှာကိုယ့်ရဲ့ဘဏ်ကတ်နံပါတ်တွေ password တွေကိုလုံးဝမရိုက်ထည့်ပါနဲ့နောက်ဆုံးချက်ကတော့လူအပြင်းဆုံးကိစ္စပါအဲ့ဒါကတော့ update လုပ်ရတာပါ Windows ပဲဖြစ်ဖြစ် Android iOS ပဲဖြစ်ဖြစ် update တက်လာရင်ချက်ချင်းလုပ်ပါဒါဟာဖုန်းကိုလှအောင်လုပ်တာဒီမဟုတ်ပဲ hacker တွေဝင်ပေါက်ဖြစ်တဲ့လုံခြုံရေးအပေါက်ပြဲတွေကိုပိတ်ပေးတာ security patch ဖြစ်လို့ပါအင်တာနက်လောကမှာ100%လုံခြုံတယ်ဆိုတာမရှိပေမဲ့ဒီအချက်5ချက်ကိုလိုက်နိုင်ရင်တော့အများကြီးစိတ်ချရသွားပါပြီဒီဗီဒီယိုကသင်အတွက်အသုံးဝင်နေဆိုရင် like လုပ်ခဲ့ဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်လည်းကွန်ပျူတာနည်းပညာနဲ့ပတ်သက်တာလေးတွေသင်သွားပေးဦးမှာမို့ subscribe လုပ်ပေးခဲ့ပါအောင်နော်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်